မြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးသုံးတယ်သောသင်္ကန်းတစ်လုံးသောတပိတ်ဆောင်ပြီးတော့တရားနှလုံးကျင့်သုံးမယ်ဆိုပြီးတော့နေရာရှာတာတောဆက်တနေရာရွာနဲ့မနီးမဝေးမှာဂူကြီးတစ်လုံးတွေ့တယ်အဲ့ဒါနဲ့အဲ့ဒီဂူကြီးတဲကိုဝင်ကြည့်တော့ဟာဟန်ရလိုက်တာလေလုံမိုးလုံဈဉ္ဉံလျှောက်ဖို့လည်းသိကောင်းတာပဲဆိုပြီးတော့ယဟန်တော်ကအဲ့ဒီဂူထဲမှာနေမယ်ဆိုပြီးတော့နေရာယူတယ်အဲ့ဒါနေလိုက်တော့ဝမ်းမြောက်ဝမ်းသာပဲတရက်ပြီးတရက်ပီတိတွေဖြစ်လို့ဒါပေမဲ့ဝမ်းမသာနိုင်တဲ့တယောက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီဂူကိုစောင့်တဲ့ဂူစောင့်နတ်သမီးကဝမ်းမသာဘူးအစကတော့သူကဒီယဟန်တော်ကတရက်နှစ်ရက်နေမှနဲ့တူပါရဲ့ဆိုပြီးတော့သားလေးသမီးလေးလက်ဆိုတော်တဲ့တစ်ပင်မှာနေတာယဟန်တော်ပြန်မဲ့အချိန်ကိုစောင့်နေတာယဟန်တော်ကသီလရှိတော့သူကအဲ့ဒီဂူထဲမှာမနေနိုင်ဘူးသီလရှိတဲ့ယဟန်ရဲ့အပေါ်မှာအဲ့ဒီနတ်ကမနေနိုင်ဘူးမနေနိုင်တော့သူထွက်ခွာပေးရတယ်ထွက်စီခြင်းလာပြီပြန်စီခြင်းလာပြီတရက်နှစ်ရက်နေမှနဲ့တူပါရဲ့လို့အောက်မေ့နေတာအဲ့ဒါယဟန်တော်ကဒီဝါတွင်တည်းလုံးဒီမှာသတင်းသုံးမယ်လို့လဲတန်တိဋ္ဌံချလိုက်ရုံအဲ့ဒီနတ်ကလုံးဝမကျေနပ်တော့ဘူးအဲ့ဒီနတ်သမီးကအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ဒီယဟန်ကိုသူနှင်ထုတ်ချင်တယ်ဒါပေမဲ့ယဟန်ကိုနှင်ထုတ်เสียလက်ဆုပ်လက်ကင်ပြုเสียအပြစ်အနာအဆာကတခုမှမရှိဘူးဖြစ်နေတယ်တကယ်လို့အဲ့ဒီယဟန်ကသီလထိုက်တဲ့လောက်ပျက်စီးနေမယ်ဆိုရင်အဲ့ဒါကိုထောက်ပြီးတော့အဲ့ဒီယဟန်ကိုဂူထဲကနေအဲ့ဒီနတ်သမီးဟာနှင်ထုတ်ပါဒါပေမဲ့အဲ့ဒီယဟန်ကသီလကအဲ့ဒါလောက်စင်ကြဲနေတယ်သူနှင်ထုတ်လို့မရဘူးဖြစ်နေတယ်အဲ့ဒါနဲ့ယဟန်ကိုသီလပျက်စီးအောင်ဆိုပြီးတော့အကောက်ကြံတယ်အဲ့ဒီနတ်သမီးကဘယ်နဲ့လှုပ်တယ်လဲဆိုတော့အဲ့ဒီယဟန်ဆွမ်းခံတဲ့အိမ်ကကလေးတယောက်ကိုဝင်ပူးတယ်အဲ့ဒီနတ်သမီးကဝင်ပူးတော့ဝူဝါဝါအဲ့ဒါလိုပူးပြီးတော့ရှောက်ပြောနေတော့ဒကာကြီးဒကာမကြီးများကဟာဘာဖြစ်လဲမသိဘူးအဲ့ဒီမှာပူးနေတဲ့အဲ့ဒီနတ်ကပြောတယ်တင်တို့ဆွန်းလောင်းနေတဲ့ဂူထဲမှာသတင်းသုံးတဲ့ယဟန်တော်ကြီးကရှိန်ကိုလေးနည်းနည်းလောက်တောင်းပြီးတော့ကျွေးလိုက်ရင်ငါထွက်သွားမယ်အဲ့ဒါဆိုယောဂပြောက်ဟာကျုပ်တို့ကိုးကွယ်တဲ့ဘုန်းကြီးကရှေးကူတဲ့ဘုန်းကြီးမဟုတ်ဘူးဒါကြောင့်မို့လို့ရှိန်ကိုလည်းရှိမှာမဟုတ်ဘူးရှိန်ကိုမရှိရင်ຫນွယ်ကြိုလေးနည်းနည်းလောက်သွားတောင်းကြည့်ဘုန်းကြီးဆိုတာဆေးမကူကောင်းဘူးလေဘုန်းကြီးကိုဆေးဆရာဖြစ်အောင်လုပ်ပြီးတော့တိလပြက်စီးအောင်အကောက်ကျန်းနေတာအဲ့ဒီနတ်သမီးကအဲ့ဒီလိုပြောတဲ့အခါကျတော့အဲ့ဒီပူးနေတဲ့နတ်သမီးကဘာဆက်ပြောတော့ဆိုတော့အဲ့ဒါလို့ဆိုရင်မြတ်ဖန်ကအဲ့ဒီယဟန်တော်ဆွမ်းခံကြွလာတဲ့အခါခြေစည်းရည်ပြင်မှာခြေဆေးပြီးတော့အဲ့ဒီခြေစည်းရည်ကိုခွက်နဲ့ခံပြီးတော့တင့်ရဲ့သားရဲ့ခေါင်းကိုလောင်းမယ်ဆိုရင်ယောဂပျောက်စီရမယ်သူဖန်ဆားထားတဲ့ယောဂပေါ့ဗျာအဲ့ဒီလိုပြောတော့ဒကာကြီးဒကာမကြီးများအဲ့ဒါလောက်တော့ဖြစ်ပါတယ်ဆိုပြီးတော့နောက်နေ့ယဟန်တော်ကြွလာတော့အဲ့ဒီလိုပြောတော့နတ်ကခွာသွားရောပေါ့ဟုတ်လားနောက်နေ့ယဟန်တော်ကြွလာတော့အဲ့ဒီယဟန်တော်ရဲ့ခြေတော်အစုံကိုရေဆေးပြီးတော့အောက်ကခြေသေးရေခံထားတယ်ခံထားပြီးတော့သူ့သားရဲ့ခေါင်းကိုလောင်းပေးတယ်ယဟန်တော်ကတော့ဘာလို့လုံမှန်းတောင်မသိပါဘူးခြေသေးယူတော့ယူသွားပေါ့သူဘာမှမသိပဲကိုဟုတ်လားအဲ့ဒါနဲ့ဆွမ်းခံဆွမ်းဖုံးပေးပြီးတော့သူ့ဂူထဲကိုပြန်ကြွလာတော့ဂူဘောက်ဝမှာအဲ့ဒီနတ်သမီးကခက်တီတီရက်ပြီးတော့လက်ညှိုးငေါက်တောက်ထိုးတယ်တဲ့ယဟန်တော်နှုတ်ကလည်းမြက်ပြီးတော့ပြောတယ်တဲ့ဘယ်လိုပြောလဲဆိုတော့ဆေးဆရာကြီးဂူထဲကိုမလာခဲ့ပါနဲ့လို့အဲ့ဒါလိုပြောတယ်တဲ့အဲ့ဒီတော့အဲ့ဒီယဟန်တော်ကစဉ်းစားတယ်ငါလည်းဘယ်သူမှဆေးမကုရပါဘူးသင်ဘာတွေပြောနေတာတော့သင်ဘာဆေးမကုရမလဲနော်သင်ရဲ့ခြေစည်းရည်ပေးပြီးတော့သင်ဆေးကုခဲ့တာမဟုတ်လားယောဂပြောက်အောင်သင်လုပ်ခဲ့တာမဟုတ်လားအဲ့ဒီတော့ယဟန်တော်ကစဉ်းစားတယ်ဘာလဲဒီနတ်ငါလည်းဆေးမကုပဲနဲ့ငါ့ကိုဆေးကုအောင်သူကဖမ်းစားပြီးတော့ခြေစည်းရည်ပေးစီပြီးတော့ငါ့ကိုဆေးဆရာဖြစ်အောင်လုပ်တာကိုသဘောပေါက်သွားတယ်အဲ့ဒါနဲ့သူကစဉ်းစားတယ်ဆက်ပြီးတော့သူ့အကြောင်းသူစဉ်းစားတယ်အော်ငါဟာနတ်တစ်ပါးကတောင်မှအပြစ်ရှာလို့မရအောင်စင်ကြယ်တဲ့ငါပါလားငါကိုအပြစ်ရှိအောင်ကြံဖန်ပြီးတော့သူလုပ်ရတယ်အဲ့ဒါနဲ့သူဆက်ပြီးတော့ဇက်တိုက်ကြီးဆက်ပြီးတော့စဉ်းစားတယ်ငါသိမ်ဝင်ပြီးတော့ယဟန်ဖြစ်တဲ့အချိန်ကဆက်ပြီးတော့ငါပဲသိခါဖို့မှာစေတနာနဲ့တကွလွန်ကျူးခဲ့တာမရှိဘူးငါသီလသိစင်ကြယ်တာပဲပီတိတွေဖြစ်လာပြီနော်ပေးတဲ့ရဲ့သူ့ရဲ့ကောင်းတဲ့အချက်ကိုသူစဉ်းစားမိသွားပြီနော်အဲ့ဒါဆက်ပြီးတော့စဉ်းစားရင်းနဲ့
ပီတိတွေကတိတ်ပြီးတော့ဖြစ်လာတော့အေးချမ်းမှုဆိုတဲ့ပတ္တိကိုကူးသွားတယ်ကိုယ့်ရဲ့သီလပြည့်စုံတာကိုစဉ်းစားမိတော့ပီတိဖြစ်တယ်ပီတိကနေပတ္တိဖြစ်တယ်ဝင်းဆက်မပြတ်စီနဲ့နော်လေးနဲ့တာလေးဆက်ပြောတော့မှာဟုတ်လားပတ္တိဖြစ်လာတော့ငြိမ်းအေးလာတော့ဘာဖြစ်တုံဆိုတော့ဒုက္ခချမ်းသာလာတယ်ပီတိဖြစ်တော့ပတ္တိဖြစ်တယ်ပတ္တိဖြစ်တော့ဒုက္ခဖြစ်တယ်ချမ်းသာလာတော့တည်ငြိမ်းလာတယ်ဒုက္ခဖြစ်ရင်တမာတိဖြစ်တယ်တမာတိဆိုတာချမ်းသာမှဖြစ်တာဗျစိတ်ချမ်းသာလာမှတည်ငြိမ်တာစိတ်ဆင်းရဲနေဘယ်တည်ငြိမ်မှလဲရောက်ရက်ခတ်နေပြီဟုတ်လားတည်ငြိမ်လာပြီတမာတိဖြစ်လာပြီဆိုတော့ယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်လာတယ်စိတ်ကငြိမ်မှမှန်တာကိုမှန်တဲ့အတိုင်းမြင်တာဟုတ်လားအဲ့ဒီယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တော့ဩဘဝဆိုတာတကယ်စင်စစ်ဆင်းရဲတွေတိဆောက်ထားတာကိုလို့အမှန်တိုင်းမြင်တဲ့အတွက်ကြောင့်ညီးငွေလာတယ်တဲ့ဆိုလိုတာကဉာဏ်တဆင့်တက်သွားတယ်အမှန်မြင်ပြီးတော့ညီးငွေသွားတာအမှန်မြင်တော့ညီးငွေစရာကြီးလို့တိလို့ညီးငွေစရာမှုလို့ညီးငွေသွားတာတရားကသူ့ကိုညီးငွေအောင်လှုပ်လိုက်တာမဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့အသိဉာဏ်ကညီးငွေစရာကြီးလို့တိလို့ညီးငွေသွားတာဟုတ်ရဲ့လားအဲ့ဒီညီးငွေရာကနေပြီးတော့ဘာဖြစ်တော့နိဗ္ဗိန္ဒဉာဏ်ကနေတတ်မဲ့မှုကင်းတဲ့မဲ့ဉာဏ်တဲ့ဖြစ်သွားတာမဲ့ဉာဏ်ကနေတဖန်ငြိမ်းအေးတဲ့ဖိုဉာဏ်ဖိုဉာဏ်ကနေကိုယ့်ရဲ့ကိလေသာပယ်ပုံတွေကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်တဲ့ပိစဝေခဏဉာဏ်ဉာဏ်นี่အစဉ်စဉ်တက်ပြီးတော့အဲ့ဒီယဟန်တော်သည်ယဟန်နာဖြစ်သွားတယ်ဟုတ်လားကိုကောင်းတာကိုကိုမြင်ပြီးတော့အားတွေအစဉ်စဉ်တက်ပြီးတော့အည်အသွေးတွေအစဉ်စဉ်မြင့်မသွားဘူးလားမြင့်သွားတယ်ဒါကြောင့်ဒါနပြုပြီးရင်စဉ်းစားသီလဆောက်တည်ပြီးရင်စဉ်းစားဟာကောင်းတာလေးတွေလုပ်ရနေတယ်အရာတော်တယ်အဲ့ဒီလိုစဉ်းစားတော့သေချာပေါက်စိတ်ချမ်းသာလိမ့်မယ်အဲ့ဒီစိတ်ချမ်းသာမှုတွေထက်ချီတလဲလဲဖြစ်ပြီးဆိုလို့ရှိရင်တည်ငြိမ်မှုတွေဖြစ်ပြီးတော့ဉာဏ်တွေဟာတဖြည်းဖြည်းနဲ့ရှင်းလာလိမ့်မယ်ဒါမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်မှာအာကင်ခေယသုတ်တံဆိုပြီးတော့ဟောထားတာရှိတယ်သီလပြည့်စုံရင်အဆင့်ဆင့်ဉာဏ်တွေအလိုလိုတက်သွားတဲ့အကြောင်းဘာတွေဖြစ်ပါစေလို့ကိုကဆန္ဒပြုရတာမဟုတ်ဘူးတရားသဘောကိုကအလိုလိုဖြစ်သွားတာသဘောပေါက်လားဒါကြောင့်ကိုယ်သီလကိုစဉ်းစားပြီးတော့ကိုကောင်းတာလေးကိုကြည့်ပြီးတော့အားဖြစ်ဖို့ကြိုးစားရတာကလည်းကြိုးစားရကြိုးမနှက်ဘူးလားနှက်တယ်တက်တည်အနေနဲ့အဲ့ဒီယဟန်တော်ကိုဦးဇင်းတို့ထုတ်ပြလိုက်ပါတယ်ဟုတ်လားအဲ့ဒီမှာအဲ့ဒီယဟန်တော်ကအဲ့ဒီကူထဲမှာပဲဝါတွင်ကာလတည်င်းသုံးသွားတယ်